ဒီနေ့တော့တွန်တေးဘက်ကိုနင်းလိုက်ပါဦးမယ်မနင်းတာကြာပြီဖြစ်တဲ့တွန်တေးတော်ကြီးတန်းကိုနင်းပါမယ်ဒီနေ့6 နာရီရှိပါပြီဇလားဘက်ခံနေပြီးတော့တွန်တေးဘက်ကိုဆက်နေပါမယ်9 နာရီရှိပါပြီ9 နာရီကွတိတစ်ဖေးဆိုင်ထိုင်မယ်တစ်ဖေးဆိုင်တန်လေးရွေးထိုင်တာသူကဝမ်းယောဂတွေဖြစ်သွားနေဝမ်းယောဂတွေဖြစ်လို့တွေ့ရဆိုင်ထိုင်လို့မဖြစ်ဘူးအခုလက်ဖေးဆိုင်နဲ့ခက်ကြီးကြီးပဲနားရှိတယ်ခက်ကြီးကြီးပဲဟုတ်လားဟုတ်ကဲ့ပန်းမျိုးတော့ပါလဲချွတ်ပြီးတော့ချွတ်ပြီးတော့ဟာအခုနောက်ဒီကနေလေဟိုတောကြီးတန်းတောကြီးတန်းလမ်းသွားလို့ရပါတယ်နော်တပိန်လမ်းကောင်းပါတယ်နော်ကျေးဇူးပဲဟုတ်ကဲ့အဲ့ရှေ့ဘက်မှာလက်ဖိတ်ဆိုင်ကြီးကြီးမရှိတော့ဘူးနော်မရှိတော့အဲ့ဒါဆန်မယ်နော်ဟာကျေးဇူးပဲထိုင်ပြီးမှဒီစက်นี่ပါဘယ်သွားကြအောင်ပြေးလို့ပဲဟောအဆင်ပြေလို့ကျွန်တော်ဟိုဟာတော်ကြီးတန်းတော်ကြီးလည်းမယ်ဟောသွားမှာကဲလက်ဖေးဆိုင်ထိုင်ပြီးတော့ခရီးဆက်မယ်9 နာရီ15ဒီမှာတွန်တေးရတွေ့တဲ့အကိုကြီးတွေနဲ့သူတို့ကလည်းတော်ကြီးတန်းပဲသွားမှာဆိုတော့သူတို့နဲ့တူလွင့်မယ်ကဲအနောက်ကိုကြီးနှစ်ယောက်ရောက်လာပါပြီလာလိုက်ဒီလေးပိုင်းတော့လမ်းကြောင်းသွားမေးပြီးတော့ကိုကြီးလာပါတယ်ကိုလမ်းကြောင်းချင်းနေကောင်းလားဟမ်လမ်းကြောင်းသွားမေးတာဟိုကဒီဘက်နောက်တဲ့လမ်းကြောင်းအစ်စ်တစ်ကြောင်းက
လမ်းကောင်းလားလို့သွားမေး ဟုတ်ဟုတ် ဝက်ဒီမှာရှိတာပါဝက်မရှိဘူးလား ကဲနင်းလို့ရတယ်တဲ့ဒီဘက်ကလမ်းကြောင်းကဲဆက်မယ်လမ်းနေတော့ရှယ်ပဲခင်းတာဒီဘက်ကလမ်းဒါငါးစုတောင်တိုင်းပဲငါးစုတောင်မှာရှိတယ်ရွေးချယ်ပါချစ်သူရေဘယ်ပန်းသာလို့ကဲလမ်းဆောင်ရောက်သွားပြီအပါသုံးနဲ့အပိုင်းနှစ်ကျွန်းလဲဝရီအောင်ကျက်မွေးမြူရေးချင်ကိုရရေပုံကြည့်တွန်သေးပေါ့နော်ဒီဘက်အတော်ကြီးတန်းပဲဒီဘက်ကငါးစုတောင်အတိုင်းပဲလမ်းလေးက
ပြေလောက်မောင်းတိန်နဲ့ gravel လောက်ပဲဒီကြာဝအောင်ရှေ့မှာလမ်းမေးနေကျေးဇူးပါရတယ်သွားလို့ရတယ်သွားလို့ရတယ်စာကြည်ဝမ်းမဲ့လမ်းလေးဒီနေရာလေးကစာကြည်ဝမ်းမဲ့နေရာလေးစာကြည်ဝမ်းမဲ့နေရာလေးပါလမ်းကောင်းပြန်ရောက်ပြီရပဲမရပါဘူးရေကျော်တကားတဲ့တွန်သေးမျိုးနဲ့ရေကျော်တကားရအောင်ဒီရှေ့တဲ့ထော့ပိုင်းတွန်တေးတူးမြောင်းရောက်တယ်နော်ရှေ့တဲ့ကဒါတွန်တေးတူးမြောင်းဒါရေကျော်တရားပေါ့နော်This is the ghetto. Showing up now.
န္တာစေကြီးတော့လူပတ်ကနာကမာရေးတာပေါ်ပေါ်ဒါဘာဆက်စိတ်လဲပေါ့ကြိုက်ထော်နော်ကြိုက်ထော်ဟုတ်ကဲ့ကြိုက်ထော်ဆက်ဆဲကြိုက်ထော်ဆက်ဆဲ来，我叫我明天我别OK，来陪着上过来，陪着上。当然谁有这样的？小鸡。小鸡啊，摸来摸来呀。ဟိုဘက်ကပဲပါတန်းတယ် 中间，我中间。 ကြုံကြိုက်ပေါ့နော်ဟိုဟာပေါ့ကြုံကြိုက်အဲ့ပြန်ဆက်သွားရင်ဘယ်ရောက်လဲ 要的啊。 ဟုတ်လားဟိုဘက်ဒေးတရဲတို့ကိုကလေးတို့ပေါ့ ဟောဒီနေ့မရောက်သေးဘူးเนาะ စာပုံလို့ ဒေါ်ဖြာပုံလို့ပါတော့ပဲဒီမြစ်ကတိုးမြစ်ပေါ့ဒါ ဟုတ်တယ် တိုးမြစ်ကြိုက်တော်အနေနဲ့တော့ပြန်လာနေပါပြီကြိုက်တော်အနေဘယ်လမ်းနေရရေတစ်ခေါက်ရောက်တော့ကတော့တွေဖက်ပေါ့နည်းနည်းတော့ပို့လို့တွေရဒီဘက်လာတော့ပြင်မန်းနေခုမိုးရင်းဘက်ကတော့တိတ်မပြင်မန်းဘူးအခု17နာရီထိုးနေ17နာရီထိုးရတော့နေရဖတ်တယ်မိုးလေးအောက်တက်တာလေပူရင်တော့မလွယ်ဘူးနေရပြင်မန်းလူတော့ပြတ်တာတယောက်တည်းလာရင်တော့အစ်မပြေဘူးအဲ့ဒါမနက်ကပထမတော့တယောက်တည်းနေပြီးထွက်တယောက်တည်းနေမှုဆိုပြီးထွက်လာတာမနက်ကအဲ့ဒါဒီတလားနေထွက်တော့ဗောဒီတွန်ဒေးကံဘက်လမ်းစုံမှာစပိတ်ဆိုင်ထိုင်နေဘက်ကတလားအဖိုးတွေနဲ့တွေ့ရတယ်သူတို့နဲ့ဒိုင်းပြသွားတာကိုကြီးစင်ပြေလား ဒီတဲ့ဒီဟော ဟာအခုလာလိုင်းတိုင်းပြန်လှည့်နေပြီပေါ့ ရောက်စား နောက်ဆန်းဟွာပေါ့နောက်ဆန်းပေါ်မူပေါ့နော်ပေါ်မူပိုင်နောက်ဆန်းဝညံကော ဒါဆိုဆေးဝင်ကူးမလားဟိုထဲမှာအရင်မို့ပေါ့ ကဲရှေ့ကကိုအောင်တော့သူကတချင်းလေးတအေးနဲ့သူ့ရဲ့ပြီးနဲ့သူကလစ်နေတာသူ့ရဲ့ပြီးနဲ့သူကလွင့်နေတာကိုအောင်ရက်တဲ့ရှိဘူးကြမဲ့ချီအလဲလုံးတပည့်ဘူးခိုင်ဝေဝေဘာများရောရည်ချစ်လို့ရည်ဟိုးတဲ့လို့ငလာပါ အဲ့ဒါလူလို့မကောင်းတာအဲ့တော့တမီးပြောတယ်ကြက်ယူရေးတာယူတာလို့ဆိုလူတာဆိုရပြောတယ် သိဘူးလေနင်တို့အားကိုး အဲ့လိုဒါမျိုးကြီးကတိုင်ကျင်းတယ်လို့ခေါ်တယ်အဲ့လို
တော်လို့တရားတတောင်းဖို့လေးချောင်းတတောင်းဖို့ထောင်းတော့ဓာတ်နဲ့ပြီးပြီးလိုက် ခရက်ဥလား အဲ့ကလေး သူကဘယ်လိုလောက်စားရမလဲ ကဲချက်တော့ခွန်လေးခွာပြီးအဲ့ကိုကြီးတီးတယ်ဝယ်ခါတော့ဝယ်သွားသေးတယ် ဟုတ် အဲ့ လား ဒါလေးငါ ဒါတွေကမချွဲဘူးဒီလိုခါလေးပိုင်မချွဲဘူး အေးငါပြောပြ အဲ့ဒါနှုတ်တို့ တမွေးတော်ငါမစားဘူးလူများကြီးလိုက်ဝင်ပလိုက်တာ ဟုတ်တော့အော် ဒါကမှပါဘူးလေ ဒါကပိတ်ဦးလေးတွေ ဟုတ်လား ပိတ်ချွဲ ဒါ လေး လေးကိုတထုပ်ဘလောက် 900တဲ့အဲ့ဒါ အဲ့ဒါကိုငါတို့ရေတက်နဲ့လေးစီးပြီ မုံလာဘောကတစ်စီးဘယ်လောက်လဲမ ထောင်းနေဝေးဒါကလည်းထောင်းလေ ဟေး လေးတော့လား တော့အခုစားမှာ ခုစားမှာ ရေ လည်း စီး မုံလာဘောပဲဆိုနော်ကဲငှက်အော်ဆန်းနေပြီးတော့အသီးရွက်တွေဝယ်စရာရှိတာတွေဝယ်ပြီးတော့ပြန်ဆင်းပါပြီငှက်အော်ဆန်းလူငယ်တင်တန်းကျောင်း9မိုင်ဒီဘက်ကနေထွက်လာပါပြီပြန်ထွက်လာပြီကဲရေဘူးလေးပါလေးဝယ်ပြီးခဏနားမယ်ရေတောက်မယ် ထမ်းမနိုင် ထမ်းမနိုင် ထမ်းမနိုင်ညနေဝါမလောက်တော့ပြန်ထွက်ဟိုဘက်မဟုတ်တော့ ဩဝါပလောက်တော့ဟိုဘက်ပြန်มาပါလေတနုတ် ဝါမလောက်တော့လို့ တနုတ် တနိုးကျော်ဝဲကြီး ဟောဒါထမ်းမနိုင်ပါခဏနားနေတာပေါ့ရှိမှာဝါပလောက်တော့တနုတ်ဘက်ကိုပတ်ပြန်มาပေါ့နော်တလ ဒီဘက်လမ်းနေရမလာဘူးတော့ဟိုကိုညံကိုပုံမှုကံပဲလာမှတ်အောင်တော့လူရချင်းမဟုတ်ဘူးညာကဲခဏနားပြီးတော့ပြန်ဆက်မယ်ခီးဟိုးဘက်မှာတော့မိုးသားတွေတွေ့ရတယ်အရှိမတော့မိုးရွာပြီနေပြီရှင်နေပြန်မိုးလေးရွာရင်တော့မိုက်ပြီဒါဒီလန်းကဘယ်ကိုပြန်ပေါက်မလဲဆိုတော့တနုတ်ဖျားဘက်ပေါ့နော်တလားဘက်ကိုပတ်တာရှေ့မှာမိုးတွေကင်နေပြီရှေ့မှာမိုးတွေရွာနေပြီအဲမောင်ဒါပြန်ထွက်လာတော့ရာသီဥတုအခြေအနေလေးကဒီလိုလေးဖြစ်နေတယ်ကဲဒီကနေချော်ပြေးဖွဲ့တဲ့ချော်ပြေးဖွဲ့နဲ့အရှိကနောက်ကကြံခဲ့တဲ့လူတွေကိုအောင်ဒီမှာဖြော်ပြေးနေပါတယ်လာပြီကွာကြီးတချင်းတန်တိတ်သွားကိုအောင်ဒီမှာကနေပြီတန်တိတ်သွားမှာပဲ ऐसा न हो कोई लूट ले राह में प्यार हमारा Hey नाज़नी बड़ा रंगी है वादा तेरा hey ओ हंसी है किधर का इरादा तेरा आंख मुड़ती हुई जुल्फ उड़ती हुई फासला क्यों है ज्यादा तेरा हमदम मेरे ကဲဒလားရောက်ဖို့10မိနစ်လောက်ပဲလိုတော့တယ်15မိနစ်လောက်ပဲရှေ့ဆိုရင်ဒလားရောက်ပါပြီဒီနေ့ခီးစဉ်လေးကတော့ဒါဒီမှာခဏနားတာပေါ့အခုဘယ်နိုင်ထိုးလိုက်9:50ရှိပါပြီဒါဒီနေ့ခီးစဉ်လေးကတော့မနေ့အစောကြီးကထွက်လာပြီးတော့တောကြီးတန်းနင်းပေါ်ကဒီကဒလားအကိုဆရာတွေနဲ့တွေ့ပြီးတော့ဟိုးဘက်ကုန်းညံကုန်းငှက်အော်ဆန်း ကြိုက်ထော် ကြိုက်ထော် ကော်မှု ကော်မှုတွေ့ပြီးတော့အဲ့ဒါဒီဘက်ကနေပြီးတော့တနုတ်ဖျားပြန်နေပြန်ပက်လာတာ ဝါဘလောက်တော့ ဝါပလောက်တော့
ဝါပလာကြောင်းနေပြီးတော့ဒီဘက်တနုတ်ဖျားနေပြန်ပတ်လာပြီးတော့အခုဒလာရောက်ဖို့10မိနစ်ပဲလိုပါတယ် ဒီလိုအားဖြင့် နောက်တစ်ခါဒီကိုကြီးတွေနဲ့ 120ကျော်ပါပြီ130 130ကျော်ပါပြီရန်ကုန်ကအဖွဲ့တွေဒီကိုကြီးကိုအောင်တို့အဖွဲ့နဲ့တွေ့ရင်တတိထားပါသူတို့ဟိုဆိုတီရောက်ပါမဟုတ်ပါဘူးစတာပါဒီကိုကြီးတွေဖွဲ့နေနင်းလို့ရန်ကောင်းပါတယ်ဒါဆိုတစ်ပတ်စာခိုင်လုံသွားပြီပေါ့နော်ဒီခီးစဉ်ကအရှိ15မိနစ်ဆိုရင်တော့ဒလာရောက်ပါပြီ6နာရီလည်းထိုးပြီဒီမှာခဏနားပြီးတော့မြို့ထဲမှာနင်းတဲ့ဘိုက်ကတွေကိုဖိတ်ခေါ်ပါတယ်တဲ့ဒီကိုကြီးက ဒီကောင်းလေးသားလည်းရတယ်ဒီကောင်းလေးသားလည်းရတယ်ဘုသူရမှာတော့အဲ့မလားကတရလာတော့မှာဟိုပတ်နေနေမယ်စာဒီမှာတော်တွေတောင်နေနဲ့တဘာဝရှုခင်းနေနဲ့โอเคရယ် ကြည့်ပြီးတော့တောက်လို့စားလို့လည်းကောင်းတယ် အဲ စားတောက်ဖွယ်ရည်လည်းစုံလင်တယ်တဲ့တောစာလေးတွေ6နိုင်ထိုးပါပြီဒီနေ့ခီးစဉ်လေးကတော့ဒီနေ့တောင်းကလာရန်ကုန်ကိုညံကုန်ငှောက်ဆန်းတနုတ်တစ်ပတ်ဘိုးဘက်ငှောက်ဆန်းခီးစဉ်လေးဒီမှာပဲအဆုံးသတ်ပါမယ်ဆက်စီးပြီးတော့ပြန်မယ်